ချစ်ခင်အားပေးတဲ့တေးချစ်သူများအတွက်အငယ်ကမချေရဘူးတဲ့နော်ဆိုတေးချင်းကိုချစ်ခွင့်မရတဲ့လူတယောက်ရဲ့မုန်းနေသည်ဆိုပြရစီခင်ဗျာကျေးဇူးပါကျေးဇူးတင်ပါတယ်ခင်ဗျာမီးလေးမပိတ်ပါနဲ့လက်လာလေးပြန်စမ်းစိတ်ဓာတ်ဒုက္ခကာယဒုက္ခနဲ့ပြည့်စုံပါစေလို့ဆုမွန်တော်ပါတယ်ခင်ဗျာ